ဒါလိဤဘဝဇက်ကြောင့်ပါပရောဖက်ရှမွေးလာပြီးတိတ်ပေးခြင်းကိုခံခဲ့ရသူတူဦးလည်းဖြစ်ပါသည်သူသည်တာမန်တို့ထိန်းသားကလေးတူဦးမှစတင်ခဲ့ပြီးတရေလနိုင်ငံ၏ကြီးမြတ်သောကရင်တစ်ပါးဖြစ်သို့ရောက်ရှိလာခဲ့သူဖြစ်ပါသည်ဒါလိသည်ဘတ်တလင်ဟန်မြို့ကလေးတွင်ကြီးပြင်းလာခဲ့သူရေရှဲ၏တားငယ်ဆုံးဖြစ်ပါသည်သူ၏နေ့စဉ်တာဝန်မှာမိသားစု၏တိုးများကိုစောင့်ရှောက်ရန်ဖြစ်ပြီးဂရားသခင်ကိုအချိန်ရှိတိုင်းချီးမွမ်းကိုးကွယ်သူဖြစ်လေဂရားသခင်ကိုကြောက်ရွံ့သူလည်းဖြစ်ပါသည်သူ၏ဖခင်တိုးများကိုတော်ရဲတွင်ထိန်းချောင်းရင်းနှင့်ချင်းသေးနှင့်ဝဲဝံတို့ကိုဂရားသခင်၏နာမအားဖြင့်အနိုင်ယူခဲ့သူဖြစ်ပါသည်တနေ့တွင်သူသည်သူဖခင်၏စေခိုင်းမှုဖြင့်စစ်မြေပြင်ရှိညီကိုများထံသို့အစားအစာပို့ပေးရန်ရောက်ရှိလာခဲ့သည်ထိုအချိန်တွင်ဖိလိတိလူမျိုးခေါင်းဆောင်ဂေါလိယက်သည်တရေလတက်ကိုနေ့စဉ်ချင်းချောင်းနေချိန်ဖြစ်သည်စစ်တီအားလုံးကြောက်ရွံ့တွန်းဆုတ်နေစဉ်သို့ចောင်းသားလေးဒါဝက်သည်အကတရေလဘုရားသခင်၏နာမကိုအမိပြုပြီးအကတရေတပ်များ၏ရန်သူဂေါလိယက်ကိုအနိုင်ယူနိုင်ခဲ့ပါသည်အောင်မြင်မှုကြောင့်ဒါလိသည်နိုင်ငံသူနိုင်ငံသားအလုံး၏သူရဲကောင်းဖြစ်လာခဲ့တော်လဲဘုရင်ရှောလု၏မနာလိုမှုကိုခံခဲ့ရပါသည်ရှောလုဘုရင်သည်သူ့ကိုတပ်ဖြတ်ရန်ကြိုးစားခဲ့သဖြင့်ဒါလိသည်နှစ်ပေါင်းများစွာတော်ထဲတွင်ပုံအောင်ပြေးလွှားနေခဲ့ရသည်သို့သောဤခက်ခဲသောကာလအတွင်းမှပင်သူသည်ဘုရားသခင်ကိုဆက်လက်ကိုးစားယုံကြည်ခဲ့ပြီးသူ၏စိတ်ရင်းဖြူစင်မှုကိုထိန်းသိမ်းနိုင်ခဲ့သည်နောက်ဆုံးတွင်ရှောလုဘုရင်စစ်မြေပြင်၌ကြာဆုံးသွားချိန်တွင်ဒါလိသည်ယူဒပြည်၏ဘုရင်ဖြစ်အုပ်စိုးခဲ့သည်နောက်ခုနှစ်အကြာတွင်တရေလလူမျိုးအလုံးကသူ့အားဘုရင်ဖြစ်လက်ခံခဲ့ကြကသူသည်ယေရုရှလင်မြို့တော်ကိုတီထောင်ကတရေလနိုင်ငံကိုစီးလုံးညီညွတ်စွာအုပ်စိုးခဲ့သည်ဒါဝိဒ်၏မင်းကြီး၏ဘဝတစ်သက်သည်ဘုရားသခင်ကြောက်ရွံ့သူဖြစ်သည့်အပြင်ဘုရားစကားကိုနားထောင်သူဖြစ်ပြီးဘုရားပေးထားသောဥပဒေကြလိုက်နာကျင့်သုံးသောကရင်တစ်ပါးဖြစ်သည့်အတွက်ဘုရားကအလွန်ချီးမြှောက်သူတဦးလည်းဖြစ်သည်ကျေးဇူးတင်ပါသည်